Back to Money မှာကြိုးဆိုပါတယ်။ချမ်းသာခြင်းရင်ပိုက်ဆံအများကြီးရှိဖို့မလိုပါဘူး။အကျင့်တစ်ခုပဲလိုတာမှာ။အချက်တစ်ခု100%စီမီ။ Atomic Habits ရဲ့အထူးကလူ့ဝှက်ချက်ကတင်ရတာကနေစဖို့ပါ။လူတော်များများကတင်ရချီစုနိုင်မှချမ်းသာမယ်ထင်ကြတယ်။တကယ်တော့မဟုတ်ပါဘူး။ဒီနေ့သုံးလိုက်တဲ့ပိတ်ဆိုင်ရဲ့100%လေးပဲဖယ်ထားကြည့်ပါ။ဥပမာမုံဖိုးတုံးရင်100ပဲစုပါ။နေလို့ဘာမှမထစ်ဘူးလို့မထင်ပါနဲ့။ဒါဟာတင်အုံနှုတ်ကိုငါဟာပိတ်ဆံစုတတ်တဲ့သူဆိုတဲ့ identity စိုက်သွင်းပေးနေတာပါ။အချက်နှစ်ခုအလေးအကျင့်တစ်ခုပေါ်တစ်ခုစင်ချိန်မွေစုဖို့တင်းတန့်အချိန်မပေးပါနဲ့။တင်နေ့တိုင်းလောက်နေကြအလုပ်တစ်ခုနဲ့တွဲလိုက်ပါ။ဥပမာငါကော်ဖီတောက်ပြီးတိုင်း900စုမယ်။ဒါမှမဟုတ်ငါလားဆိုင်ထုတ်ပြီးတိုင်း9000အရင်ဖယ်မယ်ဆိုပြီးသတ်မှတ်လိုက်ပါ။လုံနေကြအလုပ်တစ်ခုနောက်မှာငွေစုတဲ့အကျင့်ကိုကတ်လိုက်ကြကအောင်မြင်မှုအလွယ်ဆုံးနည်းလမ်းပဲအချက်3ပတ်ဝန်းကျင်ကိုပြောင်းလဲပါ design your environment ပိတ်ဆံစုရတာခက်နေလားဟာတင်ပတ်ဝန်းကျင်ကြောင့်ပါပိတ်ဆံစုတဲ့ app ကိုဖုန်းရဲ့ပထမဆုံးစာမျက်နှာမှာတင်ထားပါဒါမှမဟုတ်ငွေစုတဲ့ဘူးကိုအိမ်တကားဝါမှာထားပါမြင်ရမှသတိရမယ်သတိရမှလုပ်ဖြစ်မှာပါစုဖို့ခတ်အောင်လုပ်မထားပါနဲ့မြင်တာနဲ့စုကျင်စရာကောင်းအောင်ပတ်ဝန်းကျင်ကိုပြင်ထားပါ curiosity loop ဒါပေမဲ့တင်ဘလောက်ပဲစုစုလူအများစုသတိမထားမိပဲလုံနေမိတဲ့ငွေရိုပေါက်အသေးလေးတစ်ခုရှိနေတဲ့၍တော့တင်အိတ်ကတ်ထဲပိုက်ဆံကြမ်းမှာမဟုတ်ဘူးအဲ့ဒီငွေရိုပေါက်ကဘာဖြစ်မလဲနောက်ဗီဒီယိုမှာကျွန်တော်အသေးစိတ်ပြောပြမယ်စောင့်ကြည့်ပေးဦးနော်